မြန်မာနိုင်ငံသားအမျိုးသားတယောက်ကလမ်းမကြီးပေါ်မှာကိုရဲ့ညီလေးကိုထောက်ပြတဲ့သတင်းဒီနေ့ဖြူလာပြီးတော့ပြောပြပေးမယ်မနက်ကသတင်းတက်လာလို့ဖြူတွေးလို့လာပြီးတော့မျှဝေပေးတယ်ခင်းပြတဲ့နေရာကကြတော့ထိုင်းနိုင်ငံပါကျင်ဘူလီမျိုး26တလပိုင်း2026ရက်နေ့ည7နာရီခွဲလောက်ကဖြစ်သွားခဲ့တယ်ဖြူကဒီသတင်းကထိုင်းသတင်းထဲမှာပြောပြတဲ့အတိုင်းဖြူပြန်ပြီးတော့ပြောပြပေးတယ်နော်ဘာညာတော့ဖြူမသိဘူးဒါပေမဲ့သတင်းထဲမှာပြောတဲ့အတိုင်းပဲပြန်ပြီးတော့ပြောပြပေးတယ်ဒီအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာသုတ channel မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဒီဗီဒီယိုမှာဆိုရင်ဖြစ်ကျွန်တော်တို့မိတ်ဆွေတို့ဘုဟုသုတအကျိုးတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဲဒါကြောင့်မို့ကျွန်တော်နဲ့အတူတူဆုံးအောင်လိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာမြန်မာနိုင်ငံသားအမျိုးသားတယောက်ကလမ်းမကြီးပေါ်မှာကိုရဲ့ညီလေးကိုထောက်ပြတဲ့သတင်းဒီနေ့ဖြူလာပြီးတော့ပြောပြပေးမယ်မနက်ကသတင်းတက်လာလို့ဖြူတွေးလို့လာပြီးတော့မျှဝေပေးတယ်ခင်းပြတဲ့နေရာကကြတော့ထိုင်းနိုင်ငံပါကျင်ဘူလီမျိုး26တလပိုင်း2026ရက်နေ့ည7နာရီခွဲလောက်ကဖြစ်သွားခဲ့တယ်ဖြူကဒီသတင်းကထိုင်းသတင်းထဲမှာပြောပြတဲ့အတိုင်းဖြူပြန်ပြီးတော့ပြောပြပေးတယ်နော်ဘာညာတော့ဖြူမသိဘူးဒါပေမဲ့သတင်းထဲမှာပြောတဲ့အတိုင်းပဲပြန်ပြီးတော့ပြောပြပေးတယ်ဒီဗီဒီယိုရိုက်ထားတဲ့လူပြောပြလာတာကကျတော့သူကညခင်သူ့ရဲ့မိမအလောက်အပြန်ကိုကြိုတော့ကြိုရင်နဲ့တွေ့ခဲ့တယ်တင်မြန်မာပြည်သားကကျတော့သူတယောက်မဟုတ်ဘူးနောက်ထပ်သူ့တငယ်ချင်း2ယောက်ရှိတယ်ဒါပေမဲ့သူ့တငယ်ချင်းက2ယောက်ကမလောက်ဘူးသူတယောက်တည်းပဲလောက်တယ်သူကမူးယူနေပြီးတော့ဒီတင်မော်တီထောင်းဆိုင်ရှိမှရှိတယ်တင်မော်တီထောင်းဆိုင်မှာရှိတဲ့စိမ့်ပေါက်ကလည်းသူကတေးပေါက်ချပြီးတော့တောင်းကျဲနေတဲ့ပါဆက်ကကျတော့ဝေဝိုင်ပေါ့နော်ပြောဆိုနေတယ်လို့ဒီထိုင်းကျင်းမှာပြောလာခဲ့တယ်ခဏနေကြတော့ဒီသူကလမ်းပွားကြီးပေါ်မှာထွက်ပြီးတော့အင်ဂျီလေးချုပ်ပြီးတော့သူ့ညီလေးကိုထောက်ပြလိုက်တယ်ထောက်ပြလိုက်ပြီးတော့ခဏတစ်ဖြုတ်တော့ပျောက်သွားပြန်ပြီးပျောက်တော့ပဲရောက်တော့လဲဆိုတော့ဆက်ဘိုင်းလေးကိုစီးသွားပြီးတော့လက်ထဲမှာလဲကင်ထားတဲ့အရက်ပလင်းလေးလေးနဲ့အဲ့ဒီသူတင်မော်တီထောင်းဆိုင်နဲ့သူ့ညီလေးထောက်ပြတဲ့နေရာကနေအဲ့ဒီသူဆက်ဘိုင်းလဲနေနေရာကခတ်မဝေးဘူးလို့ဒီဗီဒီယိုရိုက်တဲ့လူပြောပြလာတယ်ဒါပေမဲ့အဲ့ဒီသူ့ရဲ့ဆက်ဘိုင်းစီးတဲ့အချိန်မှာဆိုရင်သူများကာရက်ထားတဲ့အိမ်စီကာရက်ထဲတာကိုသူဝင်တိုက်လိုက်တယ်အရာထိသွားတာပေါ့နော်အရာထင်သွားတယ်ချစ်ရာတွေထိသွားတယ်ကားထဲမှာနောက်တော့ကျတော့သူနဲ့သူ့တငယ်ချင်း2ယောက်ကအဲ့ဒီကားသမားလာပြောတော့ကားသမားကိုလိုက်ရိုက်ပို့လောက်တော့ကားသမားကလည်းထော့ပြေးသွားတယ်ကြောက်လို့ဆိုပြီးတော့ထော့ပြေးလိုက်တယ်နောက်ကျော့ပြန်လဲဒီဗီဒီယိုရိုက်တဲ့လူကလည်းဒီမြန်မာပြည်သား3ယောက်ကလည်းသူ့ကိုရိုက်ပို့လောက်တယ်လိုက်တယ်ဆိုပြီးတော့သူကထော့ပြေးရတယ်ဆိုပြီးတော့ဗီဒီယိုရိုက်တမကပြောပြလာတယ်ဗီဒီယိုရိုက်တဲ့လူကထိုင်းလူမျိုးဖြစ်တယ်သူပြောတယ်ဒီမြန်မာပြည်သားတွေကဒီမှာရှိနေရကြပြီးသူတို့သိတယ်ဒီမြန်မာပြည်သားတွေကကြတော့ဘယ်လိုပြောမလဲဆိုတော့လမ်းသွားလမ်းလာခလေးတွေတောင်မှမရှောင်ဘူးတဲ့ရန်စားတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောလာခဲ့တယ်ပြီးကြတော့သူတို့ထိုင်းလိုပြောရင်ပါလဲเป็นคนกราบပေါ့နော်မြန်မာလိုတော့ဖြူမခေါ်တတ်ဘူးပေါ့နော်ပြောရမယ်ဆိုရင်ဘယ်လိုပြောမလဲဆိုတော့အရန်ကိုရိုင်းဆိုင်နေပေါ့နော်အဲ့လိုမျိုးလာတော့မသိဘူးမြန်မာလိုတော့မပြောတတ်ဘူးထိုင်းလိုပဲသိရပေါ့နော်အဲ့ဒီဗီဒီယိုရိုက်တမကပြောပြလာခဲ့တယ်ဒါပေမဲ့ထိုင်းတဲ့မှာဘယ်လိုဖြစ်ဘလို့လာမယ်ဆိုတော့အခုတော့မသိသေးဘူးပေါ့နော်ဒီတောင်းယောက်ကလည်းမဖမ်းရသေးဘူးမြန်မာပြည်သားလို့ပြောတာပဲဒါပေမဲ့ကကြတော့ဒီဘက်ကမြန်မာပြည်သားဘက်ကကြတော့မစစ်စေးရသေးမတွေ့တော့မမင်းမြန်ခဲ့ဘူးပေါ့နော်တကယ်ပဲမြန်မာပြည်သားပဲလားမြန်မာပြည်သားပဲလားဆိုတာတော့လည်းမသိပေါ့နော်ဒါပေမဲ့သူတို့ဒီဗီဒီယိုရိုက်တဲ့လူကပြောတာကတော့မြန်မာပြည်သားလို့ပြောတာပဲပေါ့နော်ဒီပရာဂျွန်ဘူရီမှာဖြစ်သွားတယ်26ရက်နေ့ညမှာဖြစ်သွားခဲ့တယ်ပေါ့နော်ဖြူကကြတော့တရင်ထဲမှာပြောတဲ့အတိုင်းဖြူပြန်ပြီးတော့ပြောပြပေးရပေါ့နော်တရင်မူရင်တရင်ကြည့်ချင်တဲ့လူတွေဆိုရင်ဖြူကလိမ့်ချထားပေးပါတယ်ရှင်အဲ့ထဲမှာဆိုရင်ဝင်ကြည့်လို့ရပါတယ်တရင်ကိုမရိုးပေါ့နော်မြင်နေရတဲ့အရင်ကဆိုရင်ကြားဘူးတယ်မြန်မာပြည်သားတရင်ဆိုတာကတောင်းကျဲတာပေါ့နော်အရန်နေပါတွေဖြစ်တယ်အဲ့လိုမျိုးတော့ကြားဘူးတယ်အခုဟာကကြတော့ညီလေးထောက်ပြတယ်ဆိုတာကကြတော့နည်းနည်းထူးဆန်းနေရပေါ့နော်မြန်မာပြည်သားတွေကအဲ့လောက်ထိဖြစ်သွားရတာလားဆိုပြီးတော့ပေါ့နော်အဲ့ဒါလေးကိုစဉ်းစားနေတာပေါ့နော်တကယ်လို့ဟောက်ယူတော့လဲမတွေ့ရစီအားပဲပေါ့နော်အဲ့ကြောင့်မို့ပေါ့နော်သူများနိုင်ငံမှာသူများပြောရတာကိုရဲ့မြန်မာပြည်သားတွေကဖြစ်နေရကိုပေါ့နော်အဲ့ကြောင့်မို့လာပြီးတော့ပြောပြပေးတာကဲလူချင်းမင်းတို့ဒီဗီဒီယိုကြည့်ပြီးဆိုရင်ဖြစ်ဘယ်လိုမျိုးတော့တက်ချင်ပါလဲခင်ဗျာ
ကိုယ်ထင်ကိုယ်ညီကိုယ့်ရဲ့ခံယူချက်ကိုကောမန့်မှာရေးသားပေးလို့ရပါတယ်ခင်ဗျာကျေးဇူးပေးတဲ့တယောက်စီရဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဆိုကျွန်တော်တို့တင်ရဗီဒီယိုလေးမလို့တက်ကြည့်ရအောင် subscribe follower လုပ်တော့ပေးလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ